တရင်းနာနေညအမပေးလီပွဲစဉ်များပွဲကြိုတုံးသက်ချက်ညီမတို့မင်္ဂလာပါစကားလေး forward channel ကနေပြန်လဲကြိုလိုက်ပါကျွန်တော်ကိုရင်းဖြစ်ပါတယ်ညီတို့ဒီနေ့ဒါပွဲကြံနေတော့ရှိတယ်ဒီပွဲတွေပြီးသွားရင်တော့ဒါ Champion League ပြန်လာမယ် Europa League ပြန်လာမယ်ပေါ့နော်ဒီပွဲကြံနေထဲမှာကိုရင်းဒီနေ့ကတော့ကြည့်လိုက်တာတော့9ပွဲရှိတယ်9ပွဲလုံးကကိုရင်းဒါပွဲကြိုတုံးသက်ချက်နဲ့တင်ဆက်ပေးသွားမယ်ပေါ့နော်ပထမဆုံးကိုရင်းမှာကျင်တာကိုရင်းတေကန် channel လေး join ထားပေးပါတေကန် channel လေးမှာကိုရင်းဒါတပွဲကောင်းနေမောင်းကက်တွေအများနဲ့တင်ပေးတယ်ဒါကြောင့်တေကန် channel လေးကို join ထားဖို့မမေ့ပါနဲ့နော် channel လေးကိုဒီ video ရဲ့ comment လေးမှာကိုရင်းချထားပေးပါတယ်နော်ပထမဆုံးပွဲ Wolverhampton နဲ့ United လက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်နော် United တင်ဘက်က3လုံး plus 30ကိုပေါင်း3လုံး plus 45ပေးထားရပေါ့နော် United ဒီဂျားရက်မှာကန်သွားတဲ့ဒါ Western နဲ့ပွဲမှာဆိုရင်နော်ကြီးပြင်းနဲ့ကြီးမောင်တာပေါ့နော်ဒါကြောင့်ဒီနေ့ဒီလိုဒါကြေးချိုပြီးတော့ဒါ1 plus 30ကြေး United အောင်သွားမယ်လို့ကိုင်းရထင်တယ်ပြီးတော့ဒါ United အနေနဲ့အနိုင်3မှတ်တော့ဒါရအောင်ယူမလို့ထင်တယ် Wolverhampton ခြေစမ်းတော်တော်လေးကျနေတဲ့အတွက်ကြောင့် United အသင်းအနေနဲ့ဒါဒီနေ့ပွဲစဉ်ကိုအနိုင်ကန်သွားမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်ကိုင်းရတော့ဒါ United body လေးကြိုက်ပါတယ်နော် Pizza နဲ့ပါမှာလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်နော် Pizza အသင်းဘက်ကတေ -24ကိုပေါင်းသင်းနှလုံး -20ပေါ့နော်ဒါကိုင်းလို့ဒါ body ဈေးနဲ့ကိုပေါင်းသင်းရှင်ရမယ်ဆိုရင်တော့ဒါ goal out ဈေးတန်းလို့ပြောလို့ရတယ် Pizza လည်းဒါအင်ကွင်းကောင်းတဲ့ထဲမှာတော့ပါတယ်ပေါ့နော်ပါမလည်းဒါဒီနောက်ပိုင်းမှာတော်လေးကောင်းတဲ့အနေအထားမျိုးရှိကိုင်းရဒီပွဲလေးကိုတော့ goal out ကြိုက်ပါတယ်နော်ကိုင်းကတတိယတစ်ပွဲဦးဒီနီနဲ့ဂျီရိုပေါ့နော်ဂျီနိုကလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့တေ -28ကိုပေါင်းသင်းနှလုံး -14ထိပေးထားရပေါ့နော် body ဈေးနဲ့ကိုပေါင်းသင်းရတယ်ဒါပထမဒါ Pizza နဲ့ပါမလို့ body ဈေးတန်းမှာပဲဒါပေမဲ့ goal out တော့ကိုင်းရတော့တိတ်မြည်ချင်းဦးဒီနီ body ကြိုက်တယ်ပေါ့နော်ဦးဒီနီအနေနဲ့ဒါဂျီနိုအထက်တော့ပို့ပြီးတော့ဒါခြေစမ်းတော်တော်လေးကောင်းတဲ့ထဲမှာတော့ပါတယ်ဗောနော်ဂျီနိုအနေနဲ့ကဒါခြေစမ်းအရင်ညံ့နေတယ်လို့ပြောလို့ရတယ်ဗောနော်ဒါကြောင့်ကိုရင်ကတော့အင်ရှင်ဦးဒီနီဒါ1-0လောက်သွားမယ်လို့ထင်တယ်ဗောနော်ဦးဒီနီ body လေးရွေးချက်ပေးပါတယ်နော်ပြီးရင်ဒါ၄ဝက်မြောက်ဗောနော်တိုရီနိုနဲ့ AC Milan လက်ရှိပေးထားတဲ့ body စုမှာဆိုရင်တော့ AC Milan အသင်းဘက်ကတလုံး plus 84ကိုပေါင်းသင်းနှလုံးပိုင်းနဲ့60တီပေးထားရဗောနော်လက်ရှိဒါ AC Milan ကဒီကိုကိန်းအရင်တော့လည်းပြောပူပါတယ်နော် UCN တို့ဒါ Europa League လို့ဘာမှကန်နေရမရှိဘူးဒီအမတ်ပေး plus ကိုပဲဒါ AC Milan အနေနဲ့ရအောင်ယူမယ်ဆိုရင်တော့ရှိတဲ့ပွဲနဲ့အောင်ဒါနိုင်အောင်ကန်ထားဖို့လို့လိုတယ်ပေါ့နော်ဒါကြောင့်ကိုရင်ကတော့ဟိုဒီနေ့ပွဲစဉ်လေးကိုတော့ AC Milan body ကြိုက်ပါတယ်နော် AC Milan ဒါတလုံး plus 80ကြေးတော့ပြောတာတော့မှန်တယ်ဒါ AC Milan အနိုင်တော့သွားမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့် AC Milan body လေးရွေးချက်ပေးပါတယ်နော်ပြီးရင်ဒါနောက်ဆုံးပွဲပေါ့နော် Osasuna နဲ့Levante လက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့ Osasuna အသင်းဘက်ကနေတလုံး plus 60ပေးထားရပေါ့နော်ကိုပေါင်းသင်းနှလုံးပိုင်းနဲ့90တီပေးထားတယ်ဗောနော်ဒီဈေးတန်းကဒါဂိုးပေါင်းဈေးတော်တော်လေးပြင်းတဲ့ထဲမှာရှိရဗောနော်ကိုင်းကတော့ဒီပွဲလေးကိုဒါစပိန်လာလီဂါမှာဒါပုံမှန်ဆိုရင်ဂိုးပေါင်းဈေးကနည်းနည်းလေးပြော့တယ်လက်ရှိဒါနှလုံးပိုင်းနဲ့94ကဂိုးပေါ်သွားမယ်ဈေးတန်းလို့မြင်မိတယ်ဗောနော်ဒါလီဘန်ဒေးလေးဂိုးရနိုင်တယ်Osasunaလေးဂိုးရနိုင်တယ် BDD ရဲ့ yes ကနေကြည့်ရမယ်လို့ထင်တယ်ဒါကြောင့်ကိုင်းကတော့ဂိုးပေါင်းပေါ်လေးရွေးချယ်ပေးပါတယ်နော်ကိုင်းက9ပွဲပြန်ပြောပေးမယ်ဝူးနဲ့ United ပွဲစဉ်မှာ United body ကြိုက်ပါတယ်ပြီးွားရင် Pizza နဲ့ပါမာပွဲစဉ်မှာဆိုရင်တော့ goal out ကြိုက်တယ်ဦးဒီနီနဲ့ဂျီနိုပွဲစဉ်မှာဆိုရင်တော့ဦးဒီနီ body ကြိုက်ပါတယ်ပြီးတိုရီနိုနဲ့ AC Milan ပွဲ AC Milan body ကြိုက်ပါတယ်เนาะနောက်ဆုံးပွဲဒါ Osasuna နဲ့ဒါ Levante ပွဲစဉ်မှာဆိုရင်တော့ goal out အပေါ်လေးကြိုက်ပါတယ်เนาะညီကိုတို့လည်းဒါအဆင်ပြေပါသေးကိုင်းစတောင်းပေးပါတယ်เนาะကိုင်းပထမ market တော့ Telegram channel လေး join ထားဖို့မမေ့ပါတယ်เนาะဒီ channel လေးလို့ဒီ video ရဲ့ comment လေးမှာချထားပေးပါညီကိုအနေနဲ့ join ပေးပါเนาะကိုင်းတို့ဒါ Champion League ပွဲစဉ်တွေ Europa League ပွဲစဉ်တွေမှာညီကိုတို့မောင်းနေတူပြန်လာပါအောင်မယ်ကိုင်းအားပေးတဲ့ဒါ Facebook อ่ะ TikTok อ่ะ YouTube อ่ะညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဒီနေ့အားပဲနှုတ်ဆက်လိုက်ပါတယ်